တိုက်ပွဲ8လ6လကြာတဲ့ကျွန်တော်တို့ကြားဖြတ်တိုက်ပွဲမှာတိုက်နေတယ်လူလိုတယ်စီအဖွဲ့ဝင်က18ဖွဲ့လားမသိရှိမယ်ကျွန်တော်တိတိကျကျတော့မသိဘူးအဲ့ဒီရှိတဲ့အဖွဲ့ပေါင်းများစွာစုစည်းတဲ့ကြားထဲမှာစစ်တိုက်မဲ့သူကလူပေါင်း1000တောင်မပြည့်ဘူးလူပေါင်း1000တောင်မပြည့်ဘူးပြောချင်တာအဖွဲ့အစည်းပဲများနေပြီမှစစ်တိုက်မဲ့သူမရှိဘူးအဲ့ဒါကျွန်တော်တို့မေးခွန်းထုတ်ရပါနော်အဖွဲ့အစည်းပဲများနေတယ်စစ်တိုက်မဲ့သူမရှိဘူးစစ်တိုက်နေတော့မှလူလိုပါတယ်ဆိုမှရှေ့တန်းမှာစစ်တိုက်တဲ့သူလူအကျန်းလိုအပ်နေတဲ့အချိန်မှာတာယာရတဲ့သူနောက်ဆုတ်တာတော့မှစစ်တိုက်ဖူးတဲ့သူဒီမှာသူရုတ်သွားတဲ့အတွက်ကြောင့်ရှေ့မှာကြံခဲ့တဲ့သူတွေကအားမရှိတော့ဘူးအဲ့ဒီချိန်မှာတိုက်နေလုံးတန်းတန်းကြီးမှာဇော်ဖေး CDF ကဇော်ဖေးငါနှစ်ပြအထင်းအမှတ်ဆိုပြီးသူတက်ကိုအကုန်ခောက်ခိုင်းတယ် KKG ကသူတက်ကိုအကုန်ခောက်ခိုင်းတယ် CNA ကပဲလက်ပြီးမှငါတို့ရဲဘော်လေးတွေနော်ရှင်းပြောရင်ချင်းပြည်နယ်တောင်ပိုင်းဖက်ကလာတဲ့မင်းသားကံပလဲဝါသားလေးတွေမတေမချင်းတိုက်ခိုင်းနေတာမရဘူးအဲ့လိုကြိုက်လားမကြိုက်ဘူးကျွန်တော်ပြောမှာပဲစီလူကြီးတွေလည်းမကြိုက်ရင်ကျွန်တော်ဌာနအချုပ်မှာနေတယ်ကြိုက်တဲ့သူလားရှင်းပါစေရတယ်